နေ့ 2nd January နှစ်ယောက်စလုံးအလုပ်အား qua lâu bay để tôi lâu ခွင့်ရထားအဲ့တော့အားလိုက်ရရတယ်အဲ့တော့ချိန်ကပြန်လာပြန်ပြန်လာပြီးတော့နာပြီးတော့ဟိုသွားစားမယ်ခိုင်းစားသွားစားမယ်ပုတ်လို့တယ်ရေစုံတန်တမော်ဒီတော့သွားစားကြမယ်အိမ်သားမှာအရင်နီးတော့မဟုတ်တယ်မဲ့နီးရပြောရမှာပေါ့အိုင်နာလေးမှာရှိတယ်ခိုင်းဆိုင်လေးရှိတယ်ဒီလိုမော်နာလေးမှာအဲ့တော့သွားမယ်သွားစားကြမယ်စားပြီးတော့ရှင်ကတော့မော်မှာရှောက်ကြည့်မယ် tôi muốn làm cái câu gì tháo bát tí ice cream sao mày sao này chả hạt đi xả giờ sao được không ပြီးရင်ဟိုရှောက်ကြည့်ကြည့်မယ်ရှောက်သွားကြရပါဘောဒါပေမဲ့တီးကအဲ့ဟာလေးဟိုဟာလေးပါတယ်ပဲလေးပါတယ်အဲ့ဒါလေးရမ်းစားကောင်းတယ်လုံးဝထောက်ဘတ်တီရတာလို့ပြင်းနဲ့ရမ်းကြိုက်တယ်ရမ်းစားလို့ကောင်းတယ်โอเคသွားကြမယ်လိုက်ရှောက်မယ်โอเคမကြမ်းမရအောင်လေးဒါမှမဟုတ်ခိုးလန်းနဲ့ရှောက်မှာโอเคရှေ့ရတာဘောလုံးကွင်းအဲ့နေရောโอเคဒီဘက်ကတောင်းမယ်ဒီဒီဘက်လေးလိုင်းကိုင်းစိုက်ဒီလို Friday evening ကိုဒီလိုမျိုးနှစ်ယောက်အတူကြောက်သွားနိုင်ဘူးဆိုတာဒါတော်တော်ကြာတယ်တစ်နှစ်လောက်တော်တော်ကြာအဲ့လိုမျိုး Friday evening နေမှာအားရများတယ်လုံးဝရောက်အားရင်တယောက်မအားဘူးနှစ်ယောက်လုံးမအားရရက်တယ်လည်းရှိတော့မယ်ဒီဟိုလိုဖွင့်လေးကြံလေးတော့မနေ့ဆိုလို့ရှိရင်မိမကြီးတောက်ကြနေညနေလေးတော့ရှောက်သွားကြမယ်သူပြောပါပြီးရင်ညနေ9နာရီ4နာရီခွဲ9နာရီလောက်ဆိုမိမကြီးလောက်ကညကြရင်လှုပ်ရှိသေးတယ်အဲ့တော့သွားလို့မရတော့တော့ဘူးနဲ့ပဲဂျင်လည်းမရောက်ဖြစ်โอเคတော့ရှောက်သွားလိုက်အောင် Friday ever the first Friday ever ပထမဆုံးနှစ်သေး2026ရဲ့ပထမဆုံးတောက်ကြနေလေးဟုတ်တယ်ပြည့်အနားယူနေတဲ့အချိန်လေးနဲ့စဟုတ်ပါတယ်ကိုရီးယားနှစ်သက်ကိုအနားယူပါတယ်โอเคလမ်းလေးရလဲလမ်းလေးရလဲရှင်းတန်ရမိုးမရွာမိုးကရွာတော့ရွာတယ်ဒါပေမဲ့မိုးကအရင်ရွာထားမဟုတ်တော့နေတော့ကောင်းတယ်ဆိုရွှဲနေရအောင်မဟုတ်အနေကင်းလေးချိန်က9:46 6နာရီထိုးကန်နေလေဒီမှာ9နာရီလောက်မှနေဝင်တာဆိုတော့ဒါတော်တော်လင်းသေးတယ်လို့ပြောလို့ရဟောပါအုံးသေးလေးတွေရောပဲရဲသွားမလားဘယ်လိုသွားကြလဲရဲသွားမလားโอเคရဲသွားမယ်โอเคအဲ့ဆိုရင်အဲ့တော့လမ်းလျှောက်ပြပါလားလျှောက်လိုက်ဒီဝိတ်ပါလားလျှောက်โอเคဒါသူတို့လေကောင်းနေတဲ့အချိန်မှာတော့ကူရဲလို့ကောင်းနေအောက်မှာလမ်းလေးရှောက်လမ်းလေးရှောက်ယောက်ျားဖတ်တီဝတ်တုတ်ကြီးယောက်ျားဖတ်တီဝတ်တုတ်ကြီးတယ်မိန်းမဝတ်တုတ်ပိုးဝါယော come on နောက်26မှာပိတ်မှာပါနောက်26မှာပိတ်အောင်လို့ခုအိတ်ချနေပါအဲ့နောက်25နှစ်ဆက်တော့လည်းပြောခဲ့ရမယ်မင်္ဂလာဆောင်ရောက်ရင်မင်္ဂလာဆောင်ရရင်ဝေးချောင်းအောင်စစ်စစ်လေးရောက်ရင်ဝေးချောင်းအောင်မင်္ဂလာဆောင်တော့မှ anniversary ရောက်တော့မယ်ဘာရ anniversary ဘူဝါလာရန်တာရရဲ့ညနေခင်းလေးတော်တရားအောင်နေအောင်ကအချင်းနဲ့ဆိုမအေးအားလို့အေးရဘူး
လိုက်တာကွာ တို့ချင်းချင်းဘာပြောနေလဲမသိ ကားကြီးမျောလိုက်တော့ကွာဒါအိမ်နာဟော့ကာစင်တာဖူကောနာမအိမ်နာမှာပွဲသေးလေးရှိခုမှပွဲသေးခုမှပွဲသေးစခင်းနေမာရပြန်ကြမှလာမယ်ပြန်ကြမှတွေ့ကြတာပေါ့ပြောနေ တက်ဖို့ကြီးများရှိမလားတက်ဖို့ကြီးသားတယ် original Thai tea ဟာပေးမဖွင့်လာတာ người đó đi qua cụ lại rồi lại sau là đã 1 kilo tí xì vậy tí đấy 1 kilo xì vậyဆိုင်နာလေးရောက်ဆိုင်ရရှေ့ဆိုရင်꿰ပြီးတော့꿰လိုက်လို့ရှိရင်နည်းနည်းတော့လို့သေးနောက်ထပ်ရှေ့ဆိုရင်မီတာ800လောက်တော့လိုမယ်ထင်တယ်အားကျတော့လည်းရှောက်တော့donut ဆိုရင်တော့ဘယ်ရောက်လာမှလည်းမသိတော့ပါဘူးအင်ဂျိုအင်ဂျာလမ်းကြိုလမ်းကြားရှောက်သွားရဲနဲ့ အိုးအေးမလား ရှင်းနာဆိုရင်တော့ရောက်ပါပြီရှင်းနာနဲ့ရှောက်လာတာ ရှေ့ရောက်ရှေ့ရောက် ရှေ့ဆိုရောက်ပြီရှေ့ဆိုတကယ်ရောက်ပါပြီရှေ့မှာအိုက်ဆိုင်လေးကရတာလေဆိုတော့ကိုမြန်မာရေးလည်းရှိအဲ့ဒါအဆင်ပြေ ဒီခါတင်တော့ဒီတော့နှစ်ပွဲမှာလား မှာလေ မှာပြီးတော့ တပွဲပဲမှာပါလုံမပဲထပ်မှာ ဘာဘောမှာ ပွားပါတယ်တင်မောရောက်မိမပဲစားအဲ့လိုပဲပြောပြီးတော့ကိုကနှိုင်းစား နိုင်စားလိုက်လို့ရှိရင်အဲ့တပွဲလုံးပုံပါလား အာစပင်းလေးတွေပိုင် လက်ထိုင်းနိုင် ဒါလည်း Thai kitchen ပဲဒါ Thai နန်းနဲ့ဟုတ်လက်ခေါင် kitchen ဆိုတဲ့ဆိုင်လေးကိုရောက်ပြီ มาလိုက်ပြီ မှာထားတာဘိုင်မှာလိုက် ဝက်ကဖာ ဝက်ကဖောင်းဝက်ကဖောင်းနဲ့ဖက်ကဖောင်းရေ တပွဲသမင်းနဲ့ဒီဘုံနူတဲ့ဝတ်သားနဲ့တပွဲပြီးသွားရင်ပပယာဆလတ်ဒီမိုဒီတောင်တပွဲထိုင်းဆိုင် full chicken ဆိုတာကြက်ခိတ်လေးပေါ့ဆိုင်လေးဆိုတော့မိုက်ချီလေးနဲ့ โอเคဒါဆိုရင်ဟင်းပွဲလေးလာမှာပဲ မာဂျင်နာနောက်ထပ်အများကြီးမာဂျင်လေးရတိုင်းပဲလောတဲ့စိတ်လျှော့ထားလိုက်တယ်မကုန်ပါလို့ โอเคအဲ့ဒါဆိုရင်ဟင်းပွဲလေးလာမှာပဲကြိုက်ပြဟိုမှာထားတာလေးလည်းရပြီဒါဖက်ကဖောင်းဒါစုံတန်ဒီမိုဒီတောင်ဒါဘုံနိုတယ်ချက်ကင်ကတော့မလာသေးဘူးချက်ကင်စောင့်နေနဲ့
check in စောင့်နေနေမစောင့်နိုင်တော့လို့စားတော့မယ်ပြီးမှပဲ check in လာတော့မှပဲရိုက်လိုက်တာပေါ့ဆွဲပါပြီကဲဆိုတော့ခိုင်းစာစားပြီးသွားပါပြီ ဒီမယားနဲ့ကဘတ်ဂျက်ချွေးတာခြင်းတို့တရုတ်စာတော့မစားတော့ဘူးတရုတ်စာစားရင်လို့56တက်လောက်ကုန်တယ်လို့ထိုင်းစာပဲစားရမယ်ပေါ့20ကျော်လောက်ပဲပေါ့အခုစီဖူးပန်ကိတ်တွေရောချက်ခင်တွေရောမှာလိုက်တော့45ကျပ်ဆွဲလိုက်တယ်ဆွဲတာဆောက်တော့လေရမ်းကောင်းတာပဲ အဲ့ဒါပဲ စားလို့ကောင်းတယ်ဆိုတော့တန်တယ်စားမကောင်းရင်လည်းမတန်တာ ဟုတ်တယ်အဲ့လိုပဲဖြစ်နေရဆိုတော့အခုဘယ်တော့မောသွားမယ်ဟုတ်ပါသေးစားအောင်မလားမညူโอเค အားစားဖို့လားလေ โอเคပါ ထိုင်းစာအစားစိတ်ကူးရှိထိုင်းစာစားမှလားအိုး yeah โอ้ yeah โอเคဘာတော့ကိုမြညာလေးနေနေရအောင်စအောင်နေခုဆိုရင်တော့အချိန်အဖြစ်6:54 9နိုင်ထိုးတော့မှာပေါ့ညနေခင်းလေးရမ်းလာတာပဲနှစ်ယောက်တို့ရှိနေတော့ happy ရလား happy ရနာ happy toy ညတာမတိုင်မဲနဲ့ဝမရအဖြူ စားတောက်နေရင်ပြောနေစားတောက်ပြီးရှောက်သွားအလုံးလောက်ကင်ပြောနေ တဘွားလုံးပြောအောင်တဘွားလုံးအဲ့ကြစိတ်ညစ်တာလုံး ကြာအမေတို့စီပြန်သွားလဲ ဟိုမှာလည်းမိုက်တယ်ဆိုင်လေးပေးနေများရွယ်တော့မောရောက်တော့စီးလေးကိုရောက်လာတောက်ကြနေညာလေးလူတွေများရွယ်လူတွေပိတ်တဲ့ရက်တွေဆိုတော့ဖူကောမှာလည်းလူတွေများရွယ်ဘီလေးတွေထုံးပြောကြလေအဲ့လူတွေအများကြီးခဲမှာကျွန်တော်တို့နှိမ့်အောင်ထောက်ပဲဒီ ice cream စားဖို့ချစ်တတ်နေတာ ice cream avocado ice cream ယောက်ျားကတော့ EY မိန်းမပဲစားတော့ပြန်မိန်းမဝယ်ပြီးမှယောက်ျားနည်းနည်းကတ်စားကျွေးမစားဘူးအဲ့စားပြီးယောက်ျားကြက် အားကြောင့်မစားနဲ့ စားတော့ မိမလည်းနည်းနည်းဒီနေ့အားမှာကြက်နေထိုင်မဲ့စားမှာ โอเคလေ I can't give up ဘယ်ဒီရပါ့ โอเคပါလာ ပွဲတော်လေးလို့ပဲနော် โอ้ပန်ကာကြီးอ่ะဟယ်လီကော်ပတာတလက်ကြီးလိုမျိုးပဲဟိုဘက်ကကျတော့သူရဲ့လှေလေးတွေနဲ့အရင်တော့တန်ငါရွာဖြစ်ခဲ့ဘူးတဲ့နေရာလဲဆိုတော့နေရာလေးက
သမိုင်းဝင်တဲ့နေရာလေးပေါ့ဟုတ်စာလေးရောရေးထားတယ်မှာဆိုအဲ့တော့နေ့တကူရောင်းပွဲလာပါလားတော့မသိအောင်နေကြပထုံမောဆိုတာလေးရောက်ပါပြီအဲ့တော့အမေကျော်မင်းသားကြီးပထုံပါဘဲတော့ရောက်ခင်တော့ကတော့ဘဲတော့ရတဲ့ငယ်ချင်းကပထုံဆိုဟာပထုံနာမည်ကြီးရတယ်ပေါ့ဘဲတော့နေမှာပါအမဒီပေါ်လဲတက်ကောသူတို့ပြောသလိုပဲသူတို့ထထောင်အတန်းဆိုသေးရဲ့ပထုံကြမှာပဲကိုယ်လည်းလက်ခံသွားပထုံဘဲတော့ဒီတာဘဲတော့ရှင်းပါလေတန်းစီနေကြစင်ကူမှာတန်းစီနေတဲ့ဆိုင်ဆိုရင်စားလို့ကောင်းတယ်အားလို့ဆိုရင်ဈေးတက်နေစားလို့ကောင်းတယ်တစ်ခုမဟုတ်တစ်ခုကတော့တက်တယ်အဲ့လိုလူတန်းစီနေတဲ့ဆိုင်မျိုးကိုပဲဝယ်စားအားဆိုရင်နောက်နာမရသေးအောင်အဲ့တော့ coffee bean and tea 24/7 ဖွင့်တဲ့ဆိုင်လေးမှာလည်းဆိုင်ကကျင်းပေမဲ့24/7 ဖွင့်တော့လူတွေကစားကြဟိုမှာတော့ New Year လက်ဆင်ထားတဲ့မီးပန်းလေးမီးဆိုင်လေးဒီမိသားစုကတော့ဘယ်တော့လမ်းလျှောက်အထဲကိုမရောက်တဲ့မိသားစုပေါ့ကဲဒုံမောဆိုတာလေးရောက်ပါပြီဆုံးဆွဲထားတာဟိုမှာကိုယ့်ဘက်ကိုလဲလိုက်တာနေရာသားမျက်နှာကြီးအကြီးကြီးတွေပဲမျက်ကြီးမျိုးတွေပါဆိုမှလည်းဟဲ့တဲ့ New Year decoration လောက်ထားဟာရောဆိုင်အောက်မှာဆိုတော့ဟိုအောက်ကိုဆင်းညီလုံးပဲလည်းရုံဝင်လာ10 မီတာ80မှာတော်ရည်ရှိပါတယ်မလိုက်ပါမယ်ဘာဖြစ်မနေလမ်းခွဲရတော့မယ်ချိန်ရောက်လာပြီ10 မီတာ80ရောက်တယ်ဘာဖြစ်မနေလမ်းခွဲရတော့ဒီဘက်ပြန်ဆောင်ကြကဲကတော့ထောပတ်ဒီစားမယ်ဆိုတဲ့အစီအစဉ်ပြောင်းသွားပြီးတော့ဝိတ်တက်မှာဆိုလို့ကာမိုမိုင်းတီးလေးပဲတောက်တော့ဝိတ်တက်မှာဆိုရတဲ့ပါတီကာမိုမိုင်းတီဖြစ်သွားပါပြီစထာပါဘာဝင်ထိုင်လိုက်တော့ကာမိုမိုင်းတီလေးကိုအနိကရိုက်လိုက်အောင်အပြောသေးခဏဆောင်အောင်အဲစိတ်နေအောင်အဲ့တော့လေကျမကြီးနဲ့ညီညွတ်တာပေါ့လေကျမကြီးနဲ့ညီညွတ်တဲ့ဆောင်ချိုတွေကြီးပဲစားနေရထက်စားဒီစီချေလို့ရပြီဒီမှာပုံမှန်ဆို10နိုင်လောက်ဆိုရင်ဆိုင်ကြီးပိတ်တယ်အခုမှ9နိုင်ဆက်ခွန်ဆိုတော့ AC ပဲ AC ထိုင်ပြီးတော့ညနေလောက Happy Friday ပဲမိုးလာကြတဲ့ချက်တိခမင်းသွားစားဟလား Happy Friday ကိုမနေ့စားတော့လွတ်သွားတယ်နေ့လည်စာချက်စစ်တမင်းနေစားကျင်းနေသွားစောကျင်းကပြန်ရောက်လာပြီးတော့ခါတွေရောနာပြီးတော့ကင်မရာကျန်ခဲ့တယ်ကင်မရာသွားယူမယ်ဆိုပြီးတော့ထွက်လာပြီးတော့ထိုင်းတိုင်းကိုရောက်ထိုင်းတိုင်းမှာစားပြီးတော့ထောပတ်တီစားမယ်ဆိုပြီးတော့ထောပတ်တီကိုမသွားတော့ဘူးအခုမစင်းတော့ပဲမှာပဲချေးလိုက်တော့โอเคဒီနေ့ညတော့ပြီးတော့ပစ္စည်းလေးတွေဝယ်လာလုံတဲ့ပစ္စည်းလေးတွေဝယ်လာပဲဘုံရည်တရားတော့တောက်ဖို့ဝယ်လာဘယ်တော့မှနေဖတ်ပြီးတော့အိမ်ပြန်တော့ပဲအိမ်ရောလမ်းမလျှောက်နိုင်တော့လိုက်ကားပဲစောင့်ပြီးစီးသွားရတော့အခုလိုက်ကားစောင့်နေအောင်
သုံးတိကြည့်ရတဲ့ချိန်ဖြစ်ပါတယ်